မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့2019ခုနှစ်ဇန်နဝါရီ3ရက်နေ့ BBC မြန်မာပိုင်းအစီအစဉ်၌ဆရာပူပူရေးသားသောထမိန်ခွင်းလုံးချွတ်ချတဲ့မင်းသမီးမထွေးလေးဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတူရရဝယ်အကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကာတွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်အနှစ်တရာကျော်ကထင်ရှားခဲ့တဲ့မင်းသမီးကြီးမထွေးလေးရဲ့အုပ်ကိုတရဦးမြို့နာကတင်ကြိုင်တစ်ခုမှာ2018လောက်ကပြန်တွေ့ခဲ့တယ်လို့သိရပါတယ်။1960ကျော်မှာစာရေးဆရာမကြီးလူလူတော်မှာကသူ့အကြောင်းပြည်သူချစ်သောအမှုပညာသည်များစာအုပ်အတွက်ရေးစဉ်တွားရှာတော့ကဒီကူကိုမတွေ့ခဲ့ဘူးလို့ရေးခဲ့ပါတယ်။မထွေးလေးအကြောင်းကိုအရင်ကအထက်တန်းမြန်မာစာသင်ရိုးမှာပြဋ္ဌာန်းခဲ့လို့လူသိများပါတယ်။ကျွန်တော်မုံတုတ်ကတိမ့်ပိုက်မင်းသမီးမထွေးလေးဟာတီဘောမင်းလက်ထက်ကနန်းတော်ထဲမှာအပြိုတော်ဖြစ်အမှုထမ်းခဲ့ရသလိုကျွန်တော်မုံတုတ်ရဲ့တိမ့်ပိုက်တာကိုလည်းခံခဲ့ရပါတယ်။မထွေးလေးဟာဘိုးတော်ဖျားရဲ့မြေကတဲ့မင်းသားမင်းတီဟာရဲ့သမီးဖြစ်ပြီးမန္တလေးဘော်ဒီကုန်းရဲ့သူပါ။စုဖျားလက်ထက်မှာအပြိုတော်ဖြစ်ခါစားတော့သူ့ခေါင်းကိုလက်ကောက်တွေနဲ့ခောက်လို့တရားပါအမာရွတ်တွေရခဲ့တယ်လို့သူ့တပည့်တွေကိုမထွေးလေးကပြောပြတတ်ပါတယ်။မထွေးလေးဘဝမှာအိမ်အောင်40ကျခဲ့ပြီးနာမည်ကြီးမင်းသားတွေနဲ့လည်းတွဲကခဲ့ပူပါတယ်။အဲ့ဒီထဲမှာသူ့ခင်မွန်းကိုဘိုးကွန်းကစမင်းသားကြီးဦးဘိုးစိန်ရဲ့ဆရာရင်းဖြစ်ပြီးနောက်ခင်မွန်းတယောက်ဖြစ်တဲ့ဤကင်းကိုမောင်ကြီးနဲ့လည်းသူတွဲပြီးထင်ရှားခဲ့ပါတယ်။မထွေးလေးရဲ့ဆရာတွေထဲမှာရှင်းတော်မလေးစင်ကိုးမလေးမကုန်းငုံစတဲ့တီဘောမင်းခေတ်ကထင်ရှားတဲ့မင်းသမီးကြီးတွေပါပါတယ်ဒီမင်းသမီးကြီးတွေဟာဗြိတိရှခေတ်ထိဇက်တပင်လုံးနဲ့အသက်မွေးကြရတာဖြစ်ပါတယ်ဒီထဲမှာမထွေးလေးထင်ရှားတာကကိန်းနီယာကနဲ့ဗရာစာရီအကဖြစ်ပါတယ်ခင်မီအောင်ကြိုးပမ်းခဲ့သူနန်းတွင်းမှာရာမနဲ့အီနောင်ဇက်တော်ကြီးတွေကိုပိုင်နိုင်အောင်တင် जा ကပြခဲ့ရတဲ့အတွက်မထွေးလေးဟာအကပညာမှာအင်မတန်ကြော်ကြားခဲ့ပါတယ်။ဗရာစာရီအကမှာတော့ခစ်နဲ့မီအောင်ဗရာစာရီယူပြီးရှောက်ပြေးတဲ့အခါမှာထမိန်ခွင်းလုံးချွတ်ချပြီးအသားကဘောင်းမီနဲ့ဝင်ပြေးတာမျိုးတွေလုပ်ခဲ့ပါတယ်။ပြီးတော့မထွေးလေးဟာ12နှစ်သမီးကနေအသက်60ကြီးကသွားတဲ့တက်တန်းရှည်မင်းသမီးဖြစ်ပါတယ်။အသက်60နာထိသူကတဲ့အချိန်တွေမှာပရိသတ်က16နှစ်နဲ့မလဲနိုင်ဘူးလို့ကြွေးကြော်တတ်ကြပါတယ်။မြေဝိုင်းကနေစင်မော်ကိုကူးတဲ့အချိန်မှာမထွေးလေးတို့ကခဲ့တာဖြစ်ပါတယ်။ရုပ်ရည်အစင်းရလဲအလွန်လှပအချိုးကြပြီးမျက်လုံးအင်မတန်လှတယ်လို့စိုင်းဆရာရွာသားကြီးစိန်ဗေဒာရဲ့ဇနီးဒေါ်စိန်မေကလူထုတော်မာကိုပြောပြခဲ့ပါတယ်။မထွေးလေးစိုက်ကြည့်တာခံရတဲ့သူဟာသူ့မျက်လုံးရဲ့ညှို့ချက်ကိုဘလို့မှကြံ့ကြံ့ခံမငင်းဆန်နိုင်ပဲကောက်ကောက်ပါလာတတ်တယ်လို့လည်းဆိုပါတယ်။တချင်းကြီးတချင်းကန်တွေကိုလည်းပိုင်နိုင်ကျွမ်းကျင်ပြီးဇက်ခင်းရင်တရုပ်ဆောင်ကောင်းတယ်လို့သိရပါတယ်။နန်းတော်ထဲမှာမိဖုရားကရိုက်ပြီးတင်လို့စာမတက်ခဲ့တဲ့မထွေးလေးဟာတချင်းတက်ရင်တော့သူကိုယ်တိုင်ပတ်တလားနဲ့တက်ပြီးအတန်ယူတတ်ပါတယ်။တချင်းစာသားကိုတော့တပည့်တယောက်ကကလကာကြားကနေထောက်ပေးရတယ်လို့ဆိုပါတယ်။သဘင်ပညာပြည့်သူမို့သာဒီလိုစာဘိုးနဲ့ဆိုနိုင်တာလို့လည်းဆိုပါတယ်။ဖះမရဲ့ပွဲမထွေးလေးဟာဤကင်းကိုမောင်ကြီးစုံပြီးနောက်မုတ်ဆိုးမဘွားမန္တလေးတောင်ကြီးမှာလောကတစောင်းဖျားတည်ပါတယ်။တည်ရင်ပတ်စံပြတ်သွားလို့ယုံသွင်းကပြီးအကူရှာရပါတယ်။သူ့အလူအတွက်မန္တလေးတပင်သည်တွေရောပရိသတ်တွေကပါဝိုင်းအားပေးကြတယ်လို့ဆိုပါတယ်။ဒီလိုနဲ့မထွေးလေးဟာနောက်ဆုံးအိမ်တော်ရွာတကြီးလက်ထက်မှာ1928ခုနှစ်ကအနှိမ့်စာရောက်လို့တရဦးနာမှာတကြိုခဲ့တာဖြစ်ပါတယ်။သူထမိန်နာခတ်ပုံသူကိန်းနီယာအကပုံတွေကိုဘယ်မင်းသမီးမှလိုက်မမိနိုင်ဘူးလို့သူခက်ကိုမိသူတွေကပြောစမှတ်ပြကြပါတယ်။ဇက်စင်မော်မတ်တက်ရရင်တော့မိုးတို့ဘက်တက်မတည်ပဲဒူးညွတ်ရင်ချီပြီးမခုတ်တီကိုနေတတ်လို့မထွေးလေးဟာရုပ်သေးလေးနဲ့တူတယ်လို့ပရိသတ်တွေကမှတ်မိနေကြပါတယ်။ကြပြလို့မထွေးလေးကစင်သက်တဲ့မင်းသမီးတွေထဲမှာတော့ဩဘာတောင်းဟာအထူးထင်ရှားပါတယ်။စစ်မဖြစ်ခင်ကမန္တလေးမှာနာမည်အကြီးဆုံးအငိမ့်မင်းသမီး၃ယောက်ထဲမှာဩဘာတောင်းမြချီချင်းမငွေမြိုင်နဲ့လေးပါးဒီမမြရင်တို့ပါပါတယ်။လွတ်လပ်ရေးရပြီးနောက်မန္တလေးပန်တရာကျောင်းမှာအမျိုးသမီးအကနေပြဖြစ်လာတဲ့ဩဘာတောင်းကိုကြပြလို့အကတီထွင်သူအဖြစ်လူသိများပါတယ်။အဲ့ဒီအကဟာတကယ်ကမြန်မာအကအခြေခံကိုလွယ်ကူအောင်အစစ်လိုက်ကကွက်တွေထွင်ထားတာပါ။နောက်ပိုင်းမှာတော့ဩဘာတောင်းရဲ့တပည့်ခင်ဝင်းတွေကဒီအကတွေကိုမှတ်တမ်းတင်ခဲ့ပါတယ်။ဩဘာတောင်းရဲ့ထင်ရှားတဲ့တပည့်တွေထဲမှာရိုးရာပြန်အမစိန်ဆိုဗီယက်နွနွယ်ဆန်းနဲ့ပန်တရာနီးပြမက်ခင်စိန်တို့ပါပါတယ်။သူတို့စီကထက်ဆင့်ဆင်းသက်လာတဲ့မင်းသမီးတွေကတော့မထွေးလေးရဲ့မြစ်တပည့်တွေလို့ဆိုနိုင်ပါတယ်။
မထွေးလေးမရင်တော်တို့လိုနန်းတွင်မင်းသမီးတွေစီကဆင်းသက်လာလို့မန္တလေးမင်းသမီးတွေဟာမင်းသမီးအကကိုကောင်းကောင်းကတတ်တယ်။ရန်ကုန်မှာကမင်းသားတွေစီကတင်ရလို့ယောက်ျားဆံပြီးခုံပေါက်တဲ့မင်းသမီးအကတွေများတယ်လို့ဆိုစမှတ်ရှိပါတယ်။ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ကွန်တာကာတွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။